ဝမ်းချစ်ဖို့ကောင်းတဲ့ခန်းလေးပဲဖြစ်ပါတယ်ဗျ။ ဒီလောက်ဆိုရင် Minecraft ကို Q ထိုက်လေးဆော့ချင်တဲ့လူတွေတော်တော်လေးစင်ပြေဗျYo အားလုံးပဲမင်္ဂလာခင်ဗျာဆိုင်တို့ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အားလုံးပဲလွမ်းနေကြမယ်လို့ထင်ပါတယ်ဘာလို့ဆိုကျွန်တော်ဗီဒီယိုမတင်တာရက်နည်းနည်းတော့ကြာသွားပြီဗျဆိုတော့ Minecraft video လေးကျွန်တော်ပြန်လုပ်လိုက်ပါတယ်ကျွန်တော်ဒီနေ့တော့ Minecraft တော့ Minecraft ပဲဒါပေမဲ့ Minecraft ကိုလုံးဝဗျာ Q version ဗျာ Q point လေးစပါ Q version ကိုပြောရမှာပေါ့နော် Q mod တွေထည့်ထားပါလေဒါကတော့ကျွန်တော်ထည့်ထားတဲ့ mod တွေပါပြီးတော့ကျွန်တော် shader လေးထည့်ထားပါတယ်ဒါကကျွန်တော်ထည့်ထားတဲ့ Nova shader ပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒီ Q mod တွေကဘာဖြစ်သွားလဲဆိုတော့တော်တော်ပြောင်းလဲသွားပါတယ်ဗျဘယ်တော့ချစ်ဖို့ကောင်းလဲဆိုကျွန်တော်ရဲ့အောက်က button တွေကိုကြည့်ပါဗျကျွန်တော်ဓာတ်ကိုင်တဲ့ဟာလေးတွေပါလေပြီးတော့ဒီမှာအစအကုန်ပန်းအောင်လေးတွေပြောင်းသွားပါတယ်ဗျဒီ setting တွေရောဘာတွေရောအကုန်လုံးကပန်းအောင်ဖြစ်သွားပါတယ်တော်လေးတော့မိုက်တယ်ဗျဒီ Q mod ကကျွန်တော်ဒါကို TikTok မှာရှာတွေ့လာပေါ့နော်ကျွန်တော်အဲ့ဒါနဲ့စမ်းပြီးတော့ search ကြည့်မယ်ပြီးတော့ကျွန်တော် YouTube channel မှာလည်း review ပေးမယ်ဆိုရဲလို့စဉ်းစားပြီးတော့ကျွန်တော်ဒီ video လေးကိုလုပ်လိုက်တာပေါ့နော်ကျွန်တော်အခုကတော့ Q model မှာဘာလို့ပြမှာလဲဆိုတော့ Q model မှာဘာတွေပါလဲအကုန်လုံးကိုလိုက်ပြမယ်ကျွန်တော်မှာအခုလောဆယ်အိမ်ရှိတယ်ဒါလေးကအိမ်သေးဟိုဘက်ကအိမ်ကြီးတကြီးရှိသေးတယ်ပေါ့နော်အိမ်ကြီးတစ်လုံးကျန်သေးတယ်ပေါ့နော်ဒါဒီအိမ်သေးလေးကိုကျွန်တော်အရင်ဆုံးရှောက်ပြပေးမယ်ပေါ့နော်အခုဆိုအရင်တော့လာနေပါတယ်ဒီအိမ်သေးထဲမှာဘာရှိလဲဆိုတော့ဒါလေးဖွင့်ပါအောင်မယ်မကြည့်ပါစာဝမ်းချစ်ဖို့ကောင်းပါတယ် Minecraft ကိုဘယ်လိုပြောရမလဲခယူထိုက်လေးစော့ကျင်တဲ့လူတွေတော်ဆင်ပြေပြမှာဆိုရင်ခြေတော့ဝေလေးပါမယ်ပြီးရင်ဒီမှာဆိုရင်ခုံနဲ့စပွဲပြီးတော့ပေါ်မှာဒီနိုးရဲ့မုတ်တီရဲ့တင်ပေးထားတယ်ပြီးတော့ဒီမှာဗာ TV လားဟုတ်တယ် TV ရဲ့နာယီလေးလည်းရှိတယ်အောက်မှာအယုတ်စင် enemy ရုပ်တွေ manga တွေလည်းရှိရပေါ့နော်ပြီးတော့ဒီမှာအိတ်ရာဒီမှာကစပွဲပေါ်မှာတပ်ပုံတွေပါတင်ထားတယ်ဒီမှာလည်းအယုတ်စင်ရှိရပေါ့နော်ပြီးတော့ဒီမှာပုံလေးပါညာလေးနဲ့ဒီမှာကတော့မှန်တင်ကုန်ပါရှိတာပါမှသူကပိုလာပေါ့နော်ဒါပေမဲ့နည်းနည်းလေးတော့ဖုန်းက fan rate ကြရဗျာကျွန်တော်လည်းအခုလုံရင်းလုံနေနည်းနည်းလေးတော့တိုက်ပတ်တယ်ပေါ့နော်နည်းနည်း fan rate ကြလို့ပါအခုဒီမှာဆိုရင်ဒါမီးဖို့ကြောင်ဟိုမှာ gas o ပေါ်မှာ o တလုံးတင်လာပြီး microwave တွေရောဒီမှာဟိုစောင်းစုံတယ်ပေါ့ရေကတက်တာတွေလည်းရှိတယ်အိမ်သေးလေးရောက်ဒီလောက်ပဲပေါ့နော်ဆိုတော့အိမ်ကြီးမှာရောဘာတွေရှိမလဲဆိုတာအဲ့တော့တူအားလုံးပဲလိုက်ကြည့်ပေးကြပါအောင်ဆိုတော့အိမ်ကြီးကိုကျွန်တော်တို့ပြန်မိသွားလိုက်ကြအောင်အခုဆိုရင်တော့အိမ်ကြီးကိုကျွန်တော်ရောက်လာပြီဗျအိမ်ကြီးထဲမှာရော Q mod လေးနဲ့ဘာတွေရှိမလဲအားလုံးပဲစိတ်ဝင်စားနေမလားဆိုတော့လိုက်ကြည့်လိုက်ကြအောင်တော်မှလာရဲဗျရှိတာထည့်ရတာ Q mod နဲ့ရှိတာနဲ့ပေါင်းနေတာဘလို့လုံးဝဘလို့ပြောရမှန်းတော့မသိဘူးဆောင်းဝဲလာရဲပေါ့နော်ဒီ Q mod ကိုနည်းနည်းနုနုရွာကြိုက်တဲ့ game player လေးတွေနဲ့ main ကလေးတွေဆွတ်တင်ပါတယ်ဗျ game player လေးနဲ့ကလေးမလေးဆွတ်တင်ပါတယ်ကဲတကားဖွင့်ပြီဟိုအိမ်ထဲတော့ရောက်လာပြီအော်ဒီမှာခြေတော့ဝင်တော့တခုပြီးတော့ဒီမှာစာအုပ်နဲ့ဘော strawberry note အိုးဒီမှာအဲကဲမှာဘာရှိလဲဆိုတော့ဒါပါကြီးတော့စပွဲတစ်လုံးရှိတယ်ပြီးတော့နိုင်စင်ရှိတယ်နိုင်စင်ကတော့မြန်မာလိုကြီးပါနိုင်စင်ကတော့ဒီမှာပြီးတော့ကရုပ်ကလေးတွေရှိပါတယ်ရုပ်စင်တွေပါဟိုမှာတွေ့ခဲ့ရုပ်စင်တွေရှိတယ်ပြီးရင်တော့လှပလုံးနဲ့မီးဖို့ကြောင်လေးတွေဝင်ကြည့်လိုက်ရအောင်ဗျာဒီမီးဖို့ကြောင်ကတော့ခုနမီးဖို့ကြောင်လည်းမတူဘူးဗျဒီအိမ်ကြီးဆိုတော့မီးဖို့ကြောင်လည်းတော်တော်ကြီးတယ်ပစ္စည်းတွေစုံနေနေရှိတယ်ဒီမှာခြေတော့ဝိတ်ရှိတယ်စပွဲတွေကျွန်တော်ရင်ပြရမယ်နော်စပွဲပေါ်မှာကဒီမှာဓားလေးနဲ့စစ်နီတုံးလို့ပါလို့ရှိတယ်ဒီမှာစပွဲပေါ်မှာစာအုပ် no quat မုတ်ရှိတယ်ဒီမှာစပွဲဒီမှာကကြတော့အိုးခွက်ပကံထားတဲ့စင်နဲ့ပေါ်ကကပ်ပြီးနေပေါ့နော်โอเคပြီးတော့ကျွန်တော်တို့ဒီဘက်မှာရေကတက်တာနှလုံးအောင်ရှိပါတယ်ဟင်းချက်ပစ္စည်းတွေတော်စုံနေရဒီမှာဆိုရင် microwave ပကံဒီမှာမုံလို့တဲ့ဟာလေးတွေရှိတယ်ပြီးတော့ဒီမှာဘေးစင်အိုးရှိတယ်ဒီမှာ microwave နဲ့တော်တော်ရှိတယ်ဒီမှာလည်းဘေးစင်တစ်ခုရှိပါသေးတယ်စာဝါတော့စုံနေဗျတော်တော်လေးကိုလာရဲမှာပါရပေါ့နော်ဒီမှာဆိုရင်ရဲပဲလုံးဝ Q type ကလေးဖြစ်နေပါတယ်ဗျဒီမှာဆိုလဲဒီလိုပေါ့တော့ဒီလိုပန်းအောင်လေးဒါလေးပြောင်းသွားတာလည်းလုံးဝချစ်ဖို့ကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနောက်အခန်းလေးမှာပါရှိမယ်သွားကြည့်လိုက်ကြအောင်အဲကန်းရှိတယ်ဒီမှာအဲကန်းမှာတော့ဘာမှထူးထူးမရှိခုံရှိမယ်စပွဲရှိမယ်စပွဲပေါ်မှာစာအုပ်တွေတင်ထားမယ်ဟိုမှာ TV တစ်လုံးရှိမယ်
ပြီးတော့ဒီဘက်ခန်းနေကတော့ဗာခန်းနေအောင်ကြည့်လို့နော်အော်ဒါအေချိုကန်တော့ဘာမှဆိုလို့မရှိဘူးပေါ့နော်ဒီမှာကော်စောတစ်ခုပဲခင်းတာပါလေချစ်တဲ့ဝတ်တစ်ခုပဲနော်ဒီဘက်ခန်းနေပါကြည့်ဒါတော့ဆိုလို့မရှိဘူးပေါ့နော်ဒါစာကြည့်လိုက်လို့ခန်းဆိုတော့โอเคဘက်ကအိမ်အောင်ပြေးတကားဆိုတော့ဖွင့်တော့ဖွင့်မပြတော့ဘူးနော်ကဲအော်ဒီမှာမီးတိုင်းလည်းရှိပါတယ်ပေါ်မှာပါကျွန်တော်အခုဆိုအိမ်ပေါ်တက်ကြည့်ရအောင်ပန်းအောင်တကားရှိအခန်းလေးကိုကျွန်တော်ရေဆုံးဝင်ကြည့်လိုက်ကြအောင်ကျွန်တော်ဒီခန်းမှာတော့တူတော့မရှိဘူးပေါ့နော်သူကဒီခန်းလေးကကျဲဆိုပေမဲ့လည်းသူပစ္စည်းတွေတိတ်ပြီးတော့အများဆဆတော့မရှိဘူးပေါ့ဗျဒီကတော့အခြားခန်းတွေလည်းအများကြီးရှိသေးရဆိုတော့ကျွန်တော်တို့တွားကြည့်လိုက်ကြရအောင်ကျွန်တော်တို့ဘယ်ခန်းရင်ကြည့်မယ်ဆိုတော့ဒီရှေ့ခန်းလေးကိုကြည့်ပါမယ်ဒါလေးကအခန်းတည်အခန်းချင်းလေးပဲဗျသူပြောရမလဲခန်းလေးကခုံလေးရယ်ဟိုဘက်မှာစပွဲတစ်လုံးရယ်ပြီးတော့အောက်မှာခြေတုပ်ဝစ်ပြီးတော့အိယာဒါပဲရှိပါတယ်သူကဘယ်လိုပြောမလဲလူတွေနေတဲ့နေရာမှာဆိုရင်တော့ဟိုဘယ်လိုပြောမလဲအိမ်အကူကိုထားတဲ့အခန်းလိုမျိုးထင်တယ်ဗျအခန်းလေးကြီးလေးဆိုတော့လေဒီနှခမ်းကြံသေးတယ်ဆိုတော့ကျွန်တော်အခန်းတစ်ခုချင်းလေးလိုက်ကြည့်ရအောင်အိုးဒီခန်းလေးကတော့စောင်းဝမ်းချစ်ဖို့ကောင်းတဲ့အခန်းလေးပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်မန်နေကုန်လေးရှိတယ်အရန်ကိုချစ်ဖို့ကောင်းတဲ့ခန်းလေးပဲဖြစ်ပါတယ်တော်တော်ချစ်ဖို့ကောင်းပါလေဆိုတော့ကျွန်တော်တို့ဒီမှာမန်နေကုန်လေးပေါ်မှာဆိုရင်လည်းရေမွေးဘူးတွေရောဗာရောပြည့်စုံတွေ့ရမယ်ပြီးတော့ဒီမှာမြက်ကလေးရှိတယ်ဒါကတော့သူတို့ရုပ်စင်ပေါ့နော်ရုပ်စင်ကတော့အိမ်နဲ့အခန်းထဲမှာရှိနေလို့ပါပဲပြီးတော့ဒီမှာခုံလေးတွေရှိမယ်ဒီမှာစပွဲပေါ်မှာတပ်ပုံလေးတင်လာမယ်ဟောအိယာလေးကလှတယ်ဗျဒီအိယာလေးကအော်နေအောင်အိယာအိတ်လို့ရတာမလို့ကျွန်တော်စမ်းကြည့်အောင်ဟောအိယာအိတ်လို့မရဘူးဒါပေမဲ့ခုံလေးကထိုင်လို့ရလားခုံလေးလည်းထိုင်လို့မရဘူးရှောအော်မင်းတို့ကလေကွာမော့ထည့်တာပြီးခုံလေးတောင်ပေးမထိုင်ဘူးတဲ့ဒီခန်းလေးက overall ကြည့်ရရင်တော်တော်လေးလှကြောင်ကျွန်တော်ဒီခန်းလေးကိုဟိုဘက်ခန်းနဲ့ပိုကြိုက်မိပါတယ်ဗျဒါကျွန်တော်ရဲ့အမြင်ပေါ့နော်ဆိုကျွန်တော်တို့ဒီနောက်ဆုံးကျန်တဲ့ခန်းလေးကိုဆက်ကြည့်လိုက်ရအောင်နောက်ဆုံးကျန်တဲ့ခန်းလေးထဲမှာဆိုရင်တော့အိုးနောက်ဆုံးကျန်တဲ့ခန်းလေးကတော့သူကပန်းအောင်လေးနဲ့အညိုလေးနဲ့ရောရတဲ့ version ပေါ့နော်တစ်သားလေးနဲ့ဒီမှာစာအုပ်စင်ရှိတယ်ဒီဘွားစာအုပ်တွေကမန်းကတော့မဟုတ်ဘူးဗျစင်တွဲလာတာပါတယ်ဟုတ်ပါဘူးဒီမှာစာအုပ်ရှိတယ်ပြီးတော့ဒီမှာလည်းမန်နေကုန်ရှိဗျဒီမန်နေကုန်ကဟိုဘက်မန်နေကုန်နဲ့မတူဘူးပေါ့နော်အိုးဒီမှာဘာဘီရုပ်တရုပ်တွေ့တယ်ကျွန်တော်တို့ဒီမှာဘယ်လေးရုပ်မိုက်တယ်ဗျဒီຢာလေးချစ်စရာလေးကျွန်တော်တို့ဒီမန်နေကုန်ကဟိုဘက်ကမန်နေကုန်တော့တိတ်ပြီးတော့ဟိုမရှုပ်ဘူးပေါ့နော်ဒါရိုးရှင်းလေးနဲ့ပြောရမလဲနည်းနည်းလူကြီးစက်လာမန်နေကုန်လေးပေါ့နော်ဒီမှာအိယာအိုးကျွန်တော်ဒီစိန်ကြီးကိုမမြင်ဘူးပေါ့ဒီစိန်ကြီးမှာဘာလဲဟာစိန်ကြီးမှာအဝတ်လဲလို့ရတဲ့ခေါင်းဝင်နေစကတ်အင်းကြီးတွေရှိတယ်ပြီးတော့အယုတ်ကလေးတွေရှိတယ်လိုရှင်ဘူးလားဗာလဲမသိအောက်မှာတော့လိုရှင်ဘူးလားစကင်ကဆက်ပြဘူး def ဆက်ပြရှိအိုး damn bro ဒါလည်းရှိပါတယ်ပြီးတော့ဒီမှာပတ်ဆက်အိတ်တွေဖက်နှက်တွေဒါတွေကတကယ်ဘလို့ကြီးတော့ဟာဝတ်လို့ရယူလို့မရရှောထိမိတာဟိုဟာကြီးပြတ်သွားပါတယ်တဲ့ကျေးဇူးတင်ပါတယ်နောက်မှပြန်ထားရတော့မယ်တော်ပြီဒီခန်းလေးလည်းမစိုးဘူးဗျဒီမှာအင်ကြီးဝင်လဲတဲ့အကာအကွယ်ရှိရပေါ့နော်ဆိုတော့အခန်းလေးတော်တော်များများကျွန်တော်ကြိုက်မိပါတယ်ဗျ cute mod လေးကတော်တော်လေးလည်းချစ်ဖို့ကောင်းလို့တော်တော်လေးလည်းဆော့လို့ကောင်းပါတယ်ဘလို့လူတွေဆော့တယ်လဲဆိုတော့အေးစစ်စစ်ပေါ့နော်ဆော့မဲ့ကောင်းမလေးတွေဆိုရင်တော့ဆော့တင်မှာယောက်ျားလေးတွေကတော့ကြိုက်လောက်မှာမဟုတ်ဘူးဒါကောင်းမလေးတွေနဲ့ပို့ပြီးတက်ဆိုင်တဲ့မော်လို့ဖြစ်နေရောပေါ့နော်ဆိုတော့ဒီမော်လေးကဘလို့လူလေးဆော့တင်လဲဆိုတော့ကလေးမလေးတွေဆော့တင်မှာမိုက်ဖက်ကို survival လည်းမဆော့ကျင်ဘူးသိရမလားဘယ်လိုပြောရမလဲ PVP လည်းမချချင်ဘူးဆိုတော့လူမျိုးလေးတွေ agent ဆော့ကျင်တဲ့လူလေးတွေကကျွန်တော်ဒီမော်ကိုဆော့ဖို့ recommend ပေးပါဗျဒီမော်လေးကအရင်လည်းချစ်ဖို့ကောင်းလို့အရင်ကိုလှတဲ့မော်ကလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီမော်ကို rating ကို10မှာ9လောက်ထိပေးတယ်ဗျ
ကျွန်တော် Telegram channel လေးကိုလည်း join ပေးကြပါအောင်ဗျဒါကတော့တချို့ player တွေရှိတာထည့်ရင်ဖုံးမနိုင်ပါဆိုလို့ရှိတာမထည့်တာရဲ့ ပုံစံလေးပေါ့နော်ရှိတာမထည့်တာလည်းတော့သူတော့လှပါတယ်ဗျသူကရှိတာမထည့်ရင်တော့အယောင်လေးတော့ကြာအောင်မယ်ဒီပုံစံလေးနဲ့ဒါပေမဲ့ချစ်ဖို့ကတော့ကောင်းနေစေပါပဲရှိတာမထည့်လဲဆော့လို့အဆင်ပြေပါတယ်ပြီးတော့ဒီမော့မာကဆော့ဖို့ဖော်မရှိဘူးဆိုရင်ဒီမှာကြည့်ကျွန်တော်ဟုတ်လားခွေးလေးပါငွေလို့ရပါတယ်ဒါခွေးလေးတွေကလည်းဒီမိုက်ခွက်က wolf လေးတွေလိုပဲပေါ့နော်အယိုးကျွေးပြီးတော့ထိုင်ခိုင်းထခိုင်းလို့ရတယ်ကိုယ်နောက်လက်ခိုင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒီခွေးလေးနဲ့တင်အဖော်ပြူပြီးစော့လို့ရပါတယ်ကဲကျွန်တော် review ပေးရလဲပြီးပြီဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်ဗျကျွန်တော်ရဲ့ဗီဒီယိုအပြီးထိဒီချိန်ကြီးကြည့်ပြီးရဲ့ viewer ချမ်းစိတ်နိုင်ကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျဆိုတော့အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ဆိုတော့အားလုံးပဲတက်တာပါခင်ဗျ see you